ကျော်ဒီမှာပတ်စံ ရောဖုန်းသွားတော့မယ် โอเค ဖုန်းနဲ့ဘာလဲလောက် ဩဟိုငါ့ကိုဖုန်းရောင်းတာကွာ ဩဘလောက်နဲ့ တသိန်းနဲ့ သိန်းနဲ့ အေး ငါနဲပါစစ်ပေးရမယ် အာကောင်းတာပေါ့ကွာရောမင်းကဖုန်းရောင်းသားလေဆိုရောဟိုတစ်ချောက်စစ်ပေးပါ ဟဲ့ရ ဘာဖြစ်လို့ မင်းဂျင်းနဲ့ခံရရပြီတာကြီး ဟာဟေ့ ဘန်အရန်နေနေဘန်အိတ်ပဲရှိတယ်ရ ဟဲ့ run အိတ်ကများတာမဟုတ် မင်းသိလားမင်းနားလဲလားရောအဲ့ဆို ဘူးမဟုတ်မသိရမသိနားလဲနားမလဲပေါ့ကွာဟောငါစိတ်ထဲမှာ run အိတ်ဆိုတာများတယ်ထင်လို့ မ ကွာ များဘူးလေကွာငါပြပြမယ်ရောအနည်းဆုံးဖုန်းတစ်လုံးမှာ run 100ဆိုရှိရတယ် run တရ ဟုတ်တယ်ငါဖုန်း run 900ရှိတယ် โอ้ยဘာတော့မင်းတို့တော့များတာပဲ အေးလေမင်းဖုန်းက run 8ဆိုတော့မင်းနဲတာပေါ့ကွာမင်းရလေ โอ้ย ငါကင်မရာစစ်ပေးမယ်ဟာရကင်မရာလည်းမကောင်း ဘာဖြစ်လို့ ကြည့်နေလေ ကြည်တာကောင်းတယ်လေကွာ ကျွေးရအောင်မရှိ အမအဲ့လိုကောင်းတယ်ဟိုကနဆိုကြည်နေကောင်းတယ်လေကွာ ဘာမှလည်းနားမလဲဘူးငါနားလေလို့ပြောနေတာဒီမှာရအောင်ကင်မရာအရင်ကြည့်ရင်မကောင်းဘာဖြစ်လဲသိလားဘက်ထရီစားရတယ်နော် ကင်မရာကြည့်ရင်ဘက်ထရီစားတယ်။အော်ဘက်ထရီစားတယ်ဆိုတာဘာအားကုန်တော့ ဟုတ်ကဲ့အဲ့ဒါကိုပြောတာ ။အော်အေး နားမလဲလေငါမျိုးပုံ14လောက်ပေါ်တာစမ်းနေပြီနော် အေး ဟာဆက်ကအရင်ပေါ်နေရ အေးဟဲ့စက်ပေါ်တာကောင်းတယ်လေကွာမင်းကလေ ဆက်ပေါ်ရင်မကောင်းဘူးမင်းအခုတွားနေနေကွာလမ်းမှာလူတဲ့ကောင်နဲ့တွေ့မင်းဆက်ကပေါ်နေလူဝိုင်းမပါသွားပြီလေဆက်လေးမှာဒီကောင်လေးလူလို့မရမှာဗောကွာမင်းကလေစဉ်းစားအောင်တော့ အေးဟုတ်တယ်ဟာအဲ့တော့ငါဂျင်းနဲ့ကန်လဲရတယ် ဒီနေ့ရပြီ ဟာရောမဖြစ်ဘူးငါပတ်စံငါပြန်သွားတောင်းမရဒီကောဖုန်းဒီကောပြန်ပြရသွားပြီရော ဒီမှာရဟိုကောင်ကမင်းရဲ့ဖုန်းကိုတသိန်းပဲပေးဝယ်ရနော်အေးငါမင်းကိုတသိန်း1000ပေးတယ်ရော့ အားရအောင်ကျေးဇူးပဲကွာရော့ဖုန်း